အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဘဲဥမဆလာချက်နီးလေးချက်ပြပါမယ်ပထမဦးဆုံးဘဲဥပြုတ်ပြီးသားလေးတွေကိုအရင်ဆုံးကြော်လိုက်ပါမယ်အခုလိုနေထားလောက်ရောက်ပြီဆိုရင်ဗကန်တစ်ချက်ထဲမှာခဏဖယ်ထားပါမယ်ပြီးရင်တော့ကျက်သွန်ကျက်သွန်ပြူထောင်းထားတာလေးကိုစီတက်ပါမယ်စနွေးမုတ်နှဲငယ်ထည့်မယ်အနည်းများများရဖို့အတွက်ကျက်သွန်နီလေးထားလေးထည့်ပါမယ်ပြီးရင်တော့မဆလာထည့်ပါမယ်အနက်မွေးသွားအောင်စီတက်တဲ့အထဲကိုငန်းပြားလေးထည့်ပါမယ်ထုံမုံနဲ့တကြားနှဲငယ်ကိုလည်းထည့်ထားပါမယ်ပြီးရင်တော့ပအုံးရည်ထည့်ပါမယ်ပအုံးရည်မရှိလို့ရှိရင်ဗနီဂါထည့်လို့ရပါတယ်အခုလိုနေထားရောက်တဲ့ခါကျရင်ဘဲဥကြော်ထားလေးကိုထည့်လိုက်ပါမယ်စုံစည်းရည်လေးလောင်းပြီးတော့ခဏတည်ထားလိုက်ပါမယ်ခုဆိုရင်တော့ဘဲဥမဆလာချက်လေးရပါပြီကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်